င်္ဂလာပါရှင်ကျမတို့ရဲ့မိုးလေဝသသတင်းချန်နယ်လေးကကြိုဆိုလိုက်ပါတယ်။မန္တလေးတိုင်းမေမြို့မှာမေလ4 ရက်ဒီကနေ့မနက်ပိုင်းမိုးသေးထန်ရွာသွန်းကရေကြီးပြီးတောင်ကျရေတွေပါစီးလာနေပါတယ်။မေမြို့3တောင်နဲ့ကျင်းကနိုင်ရွာတွေဘက်မှာမိုးရွာရေကြီးလို့တောင်ကျရေတွေစီးတာဖြစ်ပါတယ်။အဲ့ဒီတောင်ကျရေတွေဟာပသိမ်ကြီးမြို့နယ်ဆယ်တော်လေးနဲ့မေမြို့မန္တလေးလမ်း16မိုင်ဂိတ်အနီးကအုံချောရွာဘက်ကိုစီးလာနေတာဖြစ်လို့ဒေသခံတချို့ရေဘေးလွတ်ရာရှောင်နေရပါတယ်။တောင်ကျချောင်းရေတွေကျလာတာကြောင့်ကျေးရွာ3ရွာလောက်နာရီပိုင်းလောက်ရေကြီးခဲ့တယ်လို့ပြောပါတယ်။မနက်ပိုင်းကမိုးသေးသေးမဲမဲရွာခဲ့တာကြောင့်တောင်ပေါ်ကနေကျလာတဲ့ချောင်းရေတွေဟာစေတော်ဂိုက်တန်းအုံချောစတဲ့ကျေးရွာတွေတဲကိုမနက်9နာရီကနေစပြီးရေဝင်ရောက်လာတာဖြစ်ပါတယ်။နလင်တန်တင့်ထားသောဒေသများမိုးရေကြောင့်ငကိုကလေးကမြေသားသိပ်တီးမှုညံ့ထားတာကိုပိုဆိုးသွားစေနိုင်ပါတယ်တေချာစစ်ဆေးအတီးပြိုင်ခြင်းမရှိသေးပဲအလင်းစလိုပြန်နေထိုင်တာမျိုးထပ်တေချာစစ်ဆေးလေးလာပြီးမှသာစိတ်ချလက်ချနေနိုင်ကြဖို့ပါလွန်ခဲ့တဲ့3ရက်ကလေးကမိုးဆက်တိုက်ရွာနေပြီးဒီနေ့မနက်ပိုင်းမှာတော့တောင်ကျရေစီးလာပြီးရေကြီးရေရှမ်းမှုကိုကြုံတွေ့ရတာပါပြည်ဦးဘက်အတက်16မိုင်ဂိတ်အကျော်မှာလဲတောင်ကျရေစီးဆင်းနေတာလို့သိရပါတယ်ဒါအပြင်မန္တလေးမြို့နဲ့အနီးတစ်ဝိုက်အတွက်မနက်ဖြန်မနက်အထိမိုးထစ်ချုံရွာနိုင်ပြီးနေရာကွက်ကြားလဲမိုးရွာနိုင်တယ်လို့ရွာဖို့80%ရှိပါတယ်။အုံချောရွာအပြင်စေတော်ရွာဂိုက်တန်းရွာတို့၌လဲရေဝင်ပြီးဒေသခံများရေဘေးကြုံနေပါတယ်။ယခုရက်ပိုင်းရာသီဥတုအခြေအနေအရဒေသအများပြားတွင်မိုးတိမ်တောင်များဖြစ်ပေါ်တတ်ခြင်းနေရာကွက်၍မိုးကြီးခြင်းမိုးသီးများကြွေကျခြင်းလျှက်စီးလက်ခြင်းနှင့်မိုးကြိုးပစ်ခြင်းစသည့်ဘေးအန္တရာယ်များဖြစ်ပေါ်နိုင်ပြီးရေဘေးသတိပြုကြရန်သတိပေးထားပါတယ်။နောက်ထပ်မိုးများနိုင်ပြီးရေကြီးမိဒေသများကိုဆက်လက်ဖော်ပြပေးပါမယ်။မေလပထမပတ်သားမိုးပြည့်ပြင်ဆင်ချိန်ရတော့မှာဖြစ်ပါတယ်။မေလ17ရက်နေ့မှစပြီးတပြည်လုံးကွက်ပြည့်မိုးသေးကရှမ်းရှိနဲ့ညောင်လေးပင်မှအောက်ပိုင်းပဲခူးရန်ကုန်နဲ့ကရင်မွန်တနင်္သာရီဒေသတွေမိုးကြီးပါမယ်။တာချီလိမ့်မြို့သတိပြုကြပါမေလ17ရက်နေ့မှစပြီး4ရက်အတွင်းမိုးရေချိန်နှစ်လက်မကျော်ရွာမယ်။ပဲခူးရန်ကုန်ကရင်မွန်တနင်္သာရီဒေသတွေမေလ17ရက်ဟာကဆုံလပြည့်ဒီရေထောက်ပြီးတပတ်ခန့်မိုးကြီးရေကြီးဖြစ်နိုင်တာသတိပြုကြစေချင်ပါတယ်။မုတ်တမကွေပင်လယ်ပြင်မှာမိုးတိမ်တောင်ဖြစ်ထွန်းနေတာတွေ့ရပြီးရန်ကုန်တောင်ပိုင်းပဲခူးနှင့်မွန်ကမ်းရိုးတန်းဘက်ကိုညှိတီရွေ့ရားနေပါတယ်။တနင်္သာတိုင်းဒေသကြီးတွင်မိုးတိမ်တောင်များနေရာအနှံ့ပြားတွင်ဖြစ်ထွန်းနေပါတယ်။အဆိုပါဒေသမှာယနေ့မေလ3ရက်နေ့မှစပြီးမုတ်တုံလေမိုးများစောစီးစွာဝင်ရောက်နေပါပြီ။ဂျိုးတုတိမ်ပုံအရမနက်ပိုင်းမိုးအေယာတုညတီအနောက်ပိုင်းဒနုဖြူဇလွန်ဟင်းတရကျုံပြောကြောင်းကုံဝါခဲမှာလပုတ္တာပသိမ်ငွေဆောင်ချောင်းသာကွကျိန်တလီနဲ့ထားသူညရဲပူရောပလောက်ဒေသတွေမှာမိုးသေးပြီးဗိတ်တနင်္သာရီပုတ်ပြင်းခမောက်ကြီးကော့တောင်းမိုးကြီးမီမိုးလေဝသသတင်းတွေကိုအချိန်နဲ့တပြေးညီသိရှိရဖို့ကျမတို့ရဲ့ channel လေးကို subscribe လေးလုပ်ထားပြီးအသစ်တင်တိုင်းသိရဖို့အတွက်ဘေးနားကခေါင်းလောင်းလေးကိုနှိပ်ထားပေးပါနော်